အခုကြည့်နေတဲ့သူတွေထဲမှာတော့မိုင်းဖုန်းဆရာတော်ကြီးကိုမသိတဲ့သူမရှိတော့ပါဘူးနော် အနန္တသရဝါတို့ဒေယကတိငြိမ်းကြပါစေသောတာကတိငြိမ်းကြပါစေစေရကတိငြိမ်းကြပါစေနှလုံးစေဝါအေးချမ်းကြပါစေ မိုင်းဖုန်းဆရာတော်ကြီးဟာဂူအောင်အတိတ်ထန်3နှစ်3လ3ရက်ပြည့်ခဲ့တဲ့2022ဇူလိုင်လ31ရက်နေ့မှာမိုင်းချက်ကူမှထွက်လာခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီအချိန်တုန်းကလည်းရက်ဝေးရက်နီးကနေဧည့်သည်တွေအများကြီးဖူးမြော်ပူဇော်ခဲ့ကြပါတယ်။ ရာတော်ကြီးဟာ2022ဩဂုတ်လမှာပဲကျန်းမာရေးစစ်ဆေးမှုခံယူခဲ့ရပြီးအုံနောက်ငှက်ဖျားပိုးဝင်ခြင်းခံခဲ့ရတယ်လို့ထိုင်းမီဒီယာတွေကဖော်ပြထားပါတယ်။အဲဒီနောက်ပိုင်းမှာတော့မှုမျိုးဗီဒီယိုတွေမကြာခဏပြန့်နှံ့လာတာလည်းဖြစ်ပါတယ်။ အခုတစ်ခေါက်မှာလည်းကြီးညိုသူတွေကိုးကွယ်သူတွေများပြားလွန်းတဲ့ဆရာတော်ကြီးရဲ့အကကို Facebook မှာတော့တော်တော်လေးကိုဝေဖန်နေကြပါတယ်